Hello,အားလုံးမင်္ဂလာပါကိုဘော Gaming Facebook Page နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့မှာတစ်ထွက်ချလာတဲ့ channel လေးကိုအလွယ်တကူဆုံး3 star တိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe နေပြီးတော့ဝင်ရပေးပါအောင် Subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းစီတောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ Let's go brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဒီနေ့ကိုပတ်မှာပါလာတဲ့ skin လေးကကြတော့ Warden skin လေးပဲဖြစ်ပါတယ်ကိုပတ်လေးဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာပြီးတော့မှဝယ်လို့ရပါတယ်ကိုပတ်ရဲ့ Viber Telegram လေးကိုဒီမှာရေးထားပေးပါတယ်ဗျအဲ့ရနေဆက်သွယ်ပြီးတော့ကျွန်တော်စီမှာလာဝယ်လို့ရပါတယ်ဗျအရင်ဆုံးနေနဲ့ကိုပတ်တို့ကဝယ်ရန် Champion လေးကိုလက်ထဲမှာကင်ထားပြီးတော့မှ Availability တန်းပေးမှာဖြစ်ပါတယ်ဒီနေရာကနေရှာပြီးတော့မှတန်းပေးမှာပါဗျ Okay ပြီးတော့ပြီဆိုရင်တော့လက်ထဲမှာကိုပြောက် spell လေးကင်ထားမယ်ကိုပြောက် spell လေးတစ်လုံးရှာပြီးတော့မှအဲ့လိုမျိုးလေး cover ပေးထားပေးမယ်ဗျ Okayပြီးတော့လို့ရှိရင်တော့ဒီဝိုင်ယန် Champion လေးကကျွန်တော်တို့ recall လေးနဲ့ပြန်ပြီးတော့ခေါ်ရမှာဖြစ်ပါတယ်အဲဒါကြောင့် recall spell လေးကင်ထားပေးမယ်ဗျ Okay ဒီနောက်မှာကျွန်တော်တို့ကိုပြောက် spell tower လေးတွေလည်းမှာသွားပြီဒီဘက်က rage tower လေးကိုလည်း damage စပြီးတော့မှပေးနေပြီဖြစ်ပါတယ် Okay အဲ့ဒီ rage tower လေးကျိုးသွားပြီဆိုတော့ကျွန်တော်တို့ recall လေးနဲ့ပြန်ခေါ်သွားမယ်နော်တိမ်မောင်တော့အဲ့မှာတစ်ခါတလေကြောက်လို့ချင်းဒီ rage tower မရတာလည်းဖြစ်နိုင်တယ်အဲ့ဒါဆိုလည်းစိတ်မပူနဲ့အေးစစ်စစ်လေးနဲ့သွားလို့ရတာပဲဖြစ်ပါတယ် Okay ပြီးတော့ပြီဆိုလို့ချင်းဒါမှ snake 3កောင်ရှာမယ်ဗျ1 2 3 3កောင်လုံးရှာပေးလိုက်မယ်နော် brother တို့ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ minion print လေးရှာပြီးရမှာဖြစ်ပါတယ်ရော minion print လေးရှာမယ်ပြီးတော့ကျွန်တော် warden အဲပြောင်းပြီးတော့ထည့်မယ်ပြီးတော့ electro titan mini warden ဒီနောက်မှာကျွန်တော်တို့ လော့လောင်ရှာပါတစ်ခါတည်းထည့်ပေးမယ်ပြီးကွင်းရှာမယ်ခဏလေးစောင့်ပြီးရတယ်ကျွန်တော် ice golem 4កောင်လုံးတစ်ခါတည်းရှာပေးလိုက်မှာဖြစ်ပါတယ် druid ရှာမယ် weekend ရှာမယ် healer လေးပါတစ်ခါတည်းထည့်ပေးမယ်ဗျပြီးရင်ဟန်နာတစ်កောင်ထည့်မယ် channel spell တွေကိုမသုံးသေးဘဲနဲ့ကိုဘောတော့ဒီဘက်က truth တွေကိုပဲရှာပေးလိုက်တာဖြစ်ပါတယ်ပြီးတော့အနောက်မှာကျွန်တော်တို့ဒီ Warrior Champion လေးပါထည့်ထားပေးတာဖြစ်ပါတယ်ကျွန်တော်ဟန်နာနောက်တစ်កောင်ထည့်ပြီးတော့မှ water availability လေးတွဲပြီးတော့ပေးမှာဖြစ်ပါတယ် Okay ရှင်နာလေးကပ်ပြီးဆိုတာနဲ့ကျွန်တော် water availability လေးပေးထားလိုက်မယ်ဗျဒါဆိုရင်တော့တတရာလေးနဲ့ပဲ3 star လေးရိုက်ကြည့်တော့မှာဖြစ်ပါတယ်ကိုဘောတော့ဘာမှလုပ်စရာမလို spare လေးတွေနဲ့လိုက်ပြီးတော့ထိန်းပေးအောင်ပဲတော်တော်လေးအဆင်ပြေသွားပြီဗျ Okay ဒီဘက်မှာဆိုကျွန်တော် skeleton လေးတစ်လုံးကိုဒီဘက်ဒီနေရာလေးရှာမယ်နော် brother တို့ဒီ monolith တက်တဲ့ကိုမရှာဘဲနဲ့ဒီ spare tower လေးဒီဘက်ရှမ်းလေးကိုရှာပေးရမှာဖြစ်ပါတယ်ပြီးတော့ minion print အောင် availability ဖွင့်လိုက်မယ်ဗျOkay ဒီပုံစံလေးရှိနေမယ်နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဟန်နာလေးတွေရှာပြီးတော့မှဒါစတင်ပြီးတော့ site ရှင်းလို့ရပြီဖြစ်ပါတယ်ဟန်နာလေးတွေရှာမယ်ပြီးတော့ကျွန်တော်အာရှာလေးတွေရှာမယ် snake လေးပါထည့်ပေးလိုက်မယ်ဗျ Okay ကိုပြောက် spell လေးကိုဘောတို့ကဒီ minion print လေးကိုထိန်းပေးရင်လည်းရရနော် brother ဒီဘက်က monolith ကစတင်ပြီးတော့ damage ပေးပြီဆိုလို့ရှိရင်တော့ကိုပြောက် spell လေးနဲ့ cover ယူလို့ရတာပဲဖြစ်ပါတယ်ဒီနီးလေးကတော်တော်လေးကိုလွယ်ကူတဲ့နီးလေးဖြစ်ပါတယ်လုံးဝတပွဲတဲ့နဲ့တော့ပေါက်နိုင်မယ်လို့တော့ကိုဘောကထင်ပါတယ်တကယ်လို့တပွဲတဲ့မပေါက်ဘူးဆိုလို့ရှိရင်လည်းဗီဒီယိုကိုသေချာကြည့်ပြီးတော့မှ2ပွဲ3ပွဲလောက် try လို့ရှိရင်တော့အဆင်ပြေမှာပဲဖြစ်ပါတယ်ဗျကိုဘောရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်လည်း channel လေးကို subscribe နှိပ်ပြီးတော့မှကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like လေးနှိပ်ပြီးတော့အားပေးလို့ရပါတယ်ဗျအားလုံးပဲပါပဲမှာကျွန်တော်ရဲ့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ